င်္ဂလာပါခင်ဗျာဖြိုးကို YouTube Channel မှာကြိုဆိုပါရခင်ဗျာချစ်ရတဲ့မိသားစုဝင်အားလုံးကျန်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် Channel မှာ Subscribe နှိပ်ထားမှတင်သမျှဗီဒီယိုတိုင်းကိုသိရမှာဖြစ်လို့ခုပဲနှိပ်ထားကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာကဲဒါဆိုအားလုံးဆရာဖြိုးကိုတင်ပြမှုကိုဆက်ကြည့်ကြရအောင်ပါဗျာတင်ပြမှုတိုင်းကအမျိုးတို့အတွက်ကြီးပါပဲကျွန်တော်တို့30ရက်3လမှ3ရက်4လပိုင်းအထိတပတ်စာ free ပေးသွားပါမယ်100%ပါပြီးခဲ့တဲ့အပတ်မှာလည်း free ပေးခဲ့တဲ့ပတ်တီးရဲ့ free ပေးထားတဲ့ break လေးကလည်းတနင်္လာနေ့ညနေမှာ40အောင်မြင်ခဲ့တယ်နော်မွေးကနန်းကလည်းပွဲဆဆချင်းတနင်္လာမနက်မှာ26ထွက်တယ်ဗုဒ္ဓဟူးနေ့ညနေမှာဆိုလဲတခွန်ဆိုပြီးငွေ6ကွက်ထဲက2ကြိမ်ထွက်ပေးသွားခဲ့တယ်အားလုံးကိုချပြပေးတဲ့နေတိုက်ကတ်တွေကလည်းနေတိုင်းဆိုသလိုမနှက်ညဝင်ခဲ့တယ်အားလုံးဗီဒီယိုကိုကြည့်ရကြိုးနှက်ပါတယ်နော်ဒီဘက်မှာပတ်ထားဖို့ကောင်းတဲ့ပတ်တီး OK နေစေဖို့8နဲ့3ပတ်ထားဖို့ဟူးမကြော်လာမယ် break ဆို4 break ပြငွေကွက်လေးအဖြစ်8 83 85 89 89မွေးထားကြဖို့အိုစကေစေရမယ်စေထားနော်ဆက် screenshot ရိုက်ယူထားပါဆရာဖြိုးကိုရဲ့ 2DBIB ဝန်ဆောင်မှုများကိုအများသိရှိစေဖို့တင်ပြလိုက်ပါတယ်တပတ်စာ1000ကျပ်တနေ့2000သာကျတင်ပါတယ်တရက်စာ9000ကျပ်တပတ်စာအဖွဲ့ဝင်ကြီးကပိုတန်နေပါတယ်တနေ့မှ2000ကဲအမြတ်များများကြံဖို့ကစားသူတွေရဲ့အကြိုက်ပဲလေတပတ်စာမှာနေတိုက်ဝန်ဆောင်မှုလည်းပါဝင်ပါတယ်တိကျမှန်ကန်တဲ့အင်္ဂါမကျော်ပတ်တီး break တွေလည်းရရှိမှာဖြစ်လို့အမြတ်များများရှာချင်တဲ့သူတွေအတွက်ကတော့ share မ shareပါပဲဗျာလုံးဝအမျက်ကျန်းတဲ့ဖြိုးကိုရဲ့ဝန်ဆောင်မှုကိုအရယူဖို့1000ကျပ်ပဲရင်းလိုက်ပါတကယ်ရလို့တကယ်ဖြောနေရပါပြီအားလုံးမြင်တွေ့နေတဲ့အတိုင်းနေတိုက်ပစ်ကတ်ဆိုလဲနေတိုင်းမနှက်ညအောက်ကွက်မိနေတာဆိုတော့အမျက်ငွေကကိုယူတလောက်ရနေတာပါဒီလိုပြောပြနေတာအားလုံးသိမှာပါမူသားမပါဝင်ပါဘူးကျွန်တော်ရဲ့ Telegram Channel Viber Channel တို့မှာလည်းဝင်လေ့လာပါအားလုံးကိုဖိတ်ခေါ်ပါတယ်ခုလိုတင်ပြမှုကိုအဆုံးထိကြည့်ပေးကြတဲ့မိသားစုဝင်အားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုရဲ့အားသာချက်အားနည်းချက်တွေကိုလည်း comment မှာရေးပေးသွားကြပါဦးဗျာရင်းရင်းနှီးနှီးပေါ့